အရှုံးလောက်ကောင်းတဲ့အတွေ့အကြုံဆိုတာဘာမှမရှိဘူးရှုံးပါစေဆယ်ကရှုံးရင်ဆယ်ခုတွေ့ကြုံရပြီဒါပေမဲ့အဲ့အရှုံးကိုတော့သင်ခန်းစာယူအရှုံးကိုသင်ခန်းစာမယူနိုင်တစ်သက်လုံးမပြတ်တော့ဘူးတစ်သက်လုံးမအောင်မြင်တော့ဘူးသို့သောအရှုံးမရှိဘူးနဲ့အမျက်ဆိုတာလည်းရကုန်မရဘူးအောင်မြင်မှုဆိုတာလည်းရကုန်မရဘူးအရှုံးကနေမင်းတို့ကိုရင်းကျက်စေတာပဲဇံပွဲကြတရားရှိကြကိုယ့်အကိုတော့အောင်တယ်ဆိုတဲ့စိတ်နဲ့ပဲဖြေနေရမှာအောင်စိတ်နဲ့ပဲဖြေရအောင်စိတ်ဖတ်ဘူးလားဆရာကြီးပြီးမိုးနေစာအောင်နော်ဖတ်ဖို့ရင်ထပ်ဖတ်မဖတ်ဘူးသေးရင်လည်းဖတ်ကြအောင်လူကအောင်စိတ်ရှိမှအောင်သိမရှိရင်မဖြေခင်းနဲ့ကြအလုပ်ဆိုရင်လည်းလို့အောင်စိတ်နဲ့လောမဟုတ်ရင်မလုပ်ခင်တည်းကကြာရှုံးပြီးသားဖြစ်တယ်ဒါကြောင့်ပန်းတိုင်ဘာကြောင့်မတတ်မှတ်ရတာလဲဆိုတော့ကြာရှုံးမှကြောက်လို့အဲ့တော့လမ်းသွားရင်တော့ခလုတ်တိုက်တတ်တယ်လမ်းသွားရင်အန်ရရှိလမ်းမသွားရင်အန်ရမရှိဘူးတို့တော့ခီးမရောက်ဘုံဘုံတို့ကအန်ရရှိချင်းမရှိချင်းနဲ့ခီးရောက်ဖို့သွားနေတဲ့လူကြီးอ่ะဒါကြောင့်လမ်းသွားပေးရမယ်နော်အန်ရခက်ခဲတွေစူးညောက်နေတဲ့သူ့ရဲ့သဘာဝအဲ့ဒါကလူကိုပို့ပြီးရင့်ကျက်စေတာထင်ပေါ်သေးတယ်အောင်မြင်တယ်ဆိုတာကထင်ပေါ်တယ်ကြော်ကြတဲ့အောင်မြင်တယ်ဆိုတဲ့ပုံကိုယ်တွေကအခက်အခဲကိုဖျက်ဆီးနိုင်ရဲ့လို့လောကကြီးကသူ့ကိုအတိမတ်ပြုတာဘာအခက်အခဲမှမဖျက်ဆီးမှုတဲ့သူတယောက်ကိုဘယ်သူကမှအတိမတ်မပြုဘူးကွာ